ရေချိုးနေတဲ့အချိန်မှာဟိုငပြောတော့တဲ့ကနေပြီးလူတယောက်ဖြတ်လာတာကိုကျွန်တော်လှမ်းမြင်အဲ့လူရဲ့လက်ထဲမှာတစ်ဖက်ကဒုတ်ကင်ထားတယ်ဗျတောင်ပွေးပေါ့နော်နောက်တစ်ဖက်ကပစ္စည်းတစ်ခုကင်ထားတယ်ဗျဂျိုင်းဗျဖြည်းဖြည်းနီးလာတဲ့အချိန်မှာဒီနေ့ကျွန်တော်ပြောပြမယ်ဝတ္ထုတို့ကကျွန်တော်အဖေအကြောင်းကိုရေးပြတဲ့တပုတ်ဒီသောဝတ္ထုဒီမမရကျွန်တော်ခေါင်းစဉ်ပေးထားတာခေါင်းစဉ်နည်းနည်းရှိတယ်ဗျပန်းပွင့်တစ်မြစ်တစင်းနဲ့ရေဝေတော်တောင်ပြောချင်တာပန်းပွင့်နဲ့တစ်မြစ်နဲ့ကအကွာကြီးပဲတစ်မြစ်ကလည်းပန်းပွင့်ကိုမြင်ခွင့်မရှိဘူးပန်းပွင့်ကလည်းတစ်မြစ်ကိုမြင်ခွင့်မရှိဘူးဒါပေမဲ့တစ်မြစ်မရှိရင်ပန်းပွင့်မပွင့်ပါဘူးမြစ်တစင်းနဲ့ရေဝေတော်တောင်အဲ့လိုပါရေဝေတော်တောင်နေမရှိရင်အဲ့ဒီမြစ်ကလည်းမြစ်ကောဖြစ်သွားပါလိမ့်အဲ့ဒါလေးကိုယူပြီးတော့ထားတာပါဒီမှာလဲကျွန်တော်ကအမရဗျာဒီအဖေเจ้าတပုတ်ရေးပြတော့ဒါမရေးခင်ဆမခင်ပန်နှင်းကျွန်တော်လည်းအင်တန်ချစ်ပါတယ်မိသားစုလည်းယဉ်နေပါတယ်အကွယ်လွန်သွားပါပြီဆမခင်ပန်နှင်းကသူ့အဖေနဲ့ပတ်သက်တဲ့ဝတ္ထုရေးပါတယ်အဲရေးတဲ့အခါမှာကျွန်တော်အမှားလာတောင်းပါတယ်အဲ့မှာကျွန်တော်ကဒုက္ခရောက်နေတာအဖေဝတ္ထုလည်းမရေးဘူးဝေးတယ်အဖေနဲ့လည်းအတူမနေရဘူးအဲ့လိုလူမျိုးစီကအဖေဝတ္ထုလာအမှားရေးဖို့တောင်းတော့ကျွန်တော်မှတော်တော်လေးဒုက္ခရောက်ပါတယ်ဒါကျွန်တော်ပြန်ပြီးသတိရတာပါဒါပေမဲ့ကျွန်တော်အဲ့ဒါလေးကိုပဲအမှားဖြစ်အောင်ရေးပေးလိုက်ပါတယ်အဲ့တော့ဝတ္ထုစမှာကျွန်တော်ဒီလိုစထားပါတယ်သူနဲ့ကျွန်တော်ဒီဝေးကွာလွန်စွာရှိလျက်ဆက်ဆက်နေသောအရာနှစ်ခုသာဖြစ်ပါလိမ့်မယ်သူနဲ့ကျွန်တော်ဒီဝေးကွာလွန်စွာရှိနေပါလျက်ဆက်ဆက်နေသောအရာနှစ်ခုသာဖြစ်ပါလိမ့်မယ်ကျွန်တော်ကပန်းပွင့်ဖြစ်မှုသူကရေတောက်မြစ်ဖြစ်ပါလိမ့်မယ်သူကရေဝေတောင်ဖြစ်ပါမူကျွန်တော်ကမြစ်တစင်းဖြစ်နေပါလိမ့်မည်ထိုအသည့်ကိုရလာခဲ့သည်မှာကြာလှပြီဟုမဆိုနိုင်သည်ဒီမှာလဲထုံးစံအတိုင်းဒါပြိဿကဆန္ဒရဝတ္ထုတွေမပါပါဘူးဒါပေမဲ့ကျွန်တော်ဖိုးတော့မယ်ကျွန်တော်ဖိုးဘလောက်ထက်လို့ကျွန်တော်အဖေထွက်ပြေးတယ်ဆိုတာလေဒီကြောင့်လေးပြောလို့ရှိရင်ကျန်လာချက်ပြီးပြောစရာမလိုပါဘူးအဲ့တော့ကျွန်တော်တို့ကအဲ့မမရဗျကျွန်တော်အလဲတန်းကျောင်းသားဆို6တန်း9တန်းကျွန်တော်အမိနေပြီပေါ့နော်အဲ့ဒီအချိန်တော့မှာဖြစ်သွားတဲ့အဖြစ်အပျက်ကလေးတစ်ခုဗျကျွန်တော်ဖုန်းနဲ့ပတ်သက်လို့အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့အရက်မှာဗျနည်းနည်းစဘာသိမ့်ချိန်မှာစဘာတွေရလာလို့ရှိရင်ဆန်ဆက်မှာသွားပြီးတော့အဲ့ဒါတွေကိုသွားအပ်တယ်ဗျသွားအပ်တယ်ဆိုတော့ဟိုနားလည်အောင်ပြောမယ်ဆိုလို့ရှိရင်တော့အဲ့ဒီကိုနဲ့ယင်းနီးကကိုကြိုက်တဲ့ဆန်ဆက်မှာသွားအပ်လိုက်တယ်စဘာတွေဥမာတို့ရင်100တို့ရင်200ကျွန်တော်ဖို့ဆိုလို့ရှိရင်2000 3000သွားအပ်တယ်သွားပြီးလို့ရှိရင်တို့ကြိုက်သေးကြရင်ဖြတ်မယ်အဲ့တော့ဆန်ဆက်တထေးကဘာလုပ်ပိုင်ခွင့်ရှိလဲဆိုတော့အဲ့စဘာတွေကိုဆန်ကြိုက်ပြီးသူကအရင်ရောင်းတဲ့ပတ်စံနေရမယ်အဲ့ဒီလေသမားကနေပြီးတော့သူကြိုက်တဲ့ဈေးကြလို့ရှိရင်ဒီဈေးနဲ့ဖြတ်မယ်ဆိုရင်အဲ့ပတ်စံတခါလေးရှင်းပြီအဲ့လိုအပ်တဲ့အလေးထားရှိတယ်အဲ့ဒီနှစ်မှာကျွန်တော်ဖိုးကစဘာထောင်ချီလိုက်မယ်တင်းထောင်ချီလိုက်မယ်အဲ့လိုသူ့သားအိမ်တော်ကြနေတဲ့အဖိုးရဲ့သားကျွန်တော်ဘာကြီးကအနည်းဆုံးသူလည်းပဲထောင်ချီလိုက်မယ်သူလည်းပဲလဲများတယ်အဲ့လိုပဲကျန်တဲ့ဆွေမျိုးတွေကဟိုက300ဒီက400 100 200ပေါ့နော်အဲ့လိုစဘာတော်တော်များများကိုဆန်ဆက်တစ်ဆက်မှာသွားအပ်လိုက်တယ်သွားအပ်လိုက်ပြီးတော့တူတူပြောမယ်ဆိုလို့ရှိရင်သူတို့ကြိုက်တဲ့ကြိုက်ဈေးရပြီဆိုတဲ့အခါမှာအဖိုးဥဆောင်ပြီးတော့ပေါ့နော်ငါတို့အပ်ထားတဲ့စဘာဟ
ဥပမာ9000ရှိတယ်4000ရှိတယ်အဲ့ဒါတွေကိုငါတို့စရင်းပြန်ရှင်းပြီးတော့ငါတို့ကြိုက်ပြီးဒီစင်းနဲ့ပဲအဲ့ချိန်မှာခတ်တို့ပြောမယ်ဆိုလို့ရှိရင်ဟိုပုဂ္ဂိုလ်ကအဲ့စဘာတွေကိုဆန်ကြိတ်ပြီးတော့ရောင်းပြီးတော့အဲ့ပတ်စံနေနဲ့သူဆန်ဆက်ထဲထည့်ရင်ထည့်မယ်ပတ်စံအကျိုးရှိသုံးပြီးပြီဒါပေမဲ့ပတ်စံရှင်းရမယ့်အချိန်ကျတော့သူမရှင်းကျင်တော့နောက်ဆုံးကျတော့မရှင်းတော့ဘူးဆိုတဲ့သဘောမျိုးကိုပြောတဲ့အချိန်ကျတော့အဖိုးကအဲ့ဒီစဘာအပ်တဲ့သူတွေနော်အမျိုးတွေကြီးပဲသူ့အမျိုးတွေကြီးပဲအဲ့ပွင့်ပွင့်လင်းလင်းပြောလို့ရှိရင်အဲ့ဒီဆန်ဆက်ကလည်းပဲဟိုးရင်တော့အဖိုးကအသက်50မပြည့်ခင်သူရှယ်ဝင်ထားတဲ့ဆက်သူနဲ့လည်းရင်းနေတယ်ဆွေးနွေးမျိုးဆက်တွေလည်းတော်တယ်တကယ်ကိုအမျိုးရင်းကြီးစီကအဲ့စကားကြတော့သူတို့မယုံနိုင်အံ့ဩပြီးတော့ဘာဖြစ်လို့အဲ့လိုဟိုပြောမယ်ဆိုလို့ရှိရင်ခေတ်စကားပြောကလင်ကြီးဘာလို့လှုပ်သွားတာလဲဆိုမခံနိုင်ဘူးဖြစ်နေတော့အဖိုးကခေါ်ပြောတယ်အဲ့လိုလှုပ်လို့မရဘူးတယောက်တစ်ပေါက်အဲ့လိုသွားတောင်းနေလို့မရဘူးအဲ့တော့ငါတို့ဒီလိုလုပ်မယ်အဲ့ဒီဟာတွေကိုဘောက်ချတွေပေးထားတာရှိတယ်တက်ကာရနော်ဘလူးရင်ကဘလောက်လဲအဲ့ဒီဘောက်ချတွေနဲ့ငါတို့တရားစွဲမယ်ဒီဆန်ဆက်ကိုတရားစွဲမယ်အငိုးစားတိတ်ကောင်းနော်အဲ့တရားစွဲမယ်ဆိုတော့ကျန်တဲ့လူကြောက်မှမပါတော့ဘာလို့မပါလဲဆိုတော့တစ်ချက်တည်းပဲအားနာဟာအမျိုးရဲ့နော် तू မပြေလဲလို့မပြေသေးတာပဲပြေးလိုက်ရင်ပြေးမှာပေါ့အဲ့လိုမျိုးနဲ့အမုန်းမခံကျင်တာမျက်နှာပြက်မခံကျင်တာဘသူကစပြီးတော့အဖိုးနောက်ကိုမပါလဲဆိုတော့အဲ့အိမ်နောင်ခွဲဖြစ်နေတဲ့အဖိုးရဲ့သားကျွန်တော်ဘာကြီးကိုယ်တိုင်ကမပါဘူးဟာကျွန်တော်မစွဲရဘူးဘာဖြစ်လဲဆိုတော့ तू နဲ့ကျွန်တော်နဲ့ကမျက်နှာချင်းဆိုင်ဆုံနေတာဒီစက်တည်းနဲ့ तू ကဗရီကုန်းမှာနေတာဟုတ်ဗျအဲ့လိုတွေပြောနေတော့အဖိုးကမရဘူးဆွဲမယ်အဲ့မှာအဖိုးနောက်ကိုလိုက်တာသူ့တပည့်ပွဲစားတစ်ယောက်ပဲရှိတယ်အဲ့ပွဲစားတစ်ယောက်နဲ့သူနဲ့2ယောက်တရားဆွဲမယ်ကျန်တဲ့လူတွေမင်းတို့ပါမလားမဆွဲခင်စောင့်ခေါ်တယ်ဘူးမှမပါရဲဘူးပြောချင်တာတခွန်းနဲ့ပဲအေး तू မှားနေပြီမှားပါစေပေါ့ကိစ္စမရှိဘူးငါတို့ကလည်းပဲစီးပွားပြတ်မှာမဟုတ်တာနောက်နှစ်ကျရင်ဒီစပားလောက်ကတော့ငါတို့ပြန်ရှာလို့ရတာပဲရမှာပဲဆိုပြီးတော့မျက်နှာပြန်မခံနိုင်ဘူးဆိုပြီးတော့အဖိုးရဲ့သားကိုယ်တိုင်ကတရားဆွဲတယ်မပါလာဘူးအဲ့တော့အဖိုးပြောတာရှင်းတယ်မဟုတ်ဘူးအဲ့ဒီစပားဘိုးလောက်ကိုငါမဲ့လို့မဟုတ်ဘူးငါ့ကိုမတရားလုပ်သွားတာငါမခံနိုင်လို့အမှန်တရားဆိုတော့ပေါ်အောင်လို့တရားရုံးကိုတိုင်ရမယ်တရားဆွဲမယ်ဆိုပြီးတော့တရားဆွဲတယ်ဗျတဲကုန်းရုံးမှာသွားပြီးတော့သူ့တပည့်နဲ့သူနဲ့ယုံငိမ်သွားနေရတယ်နောက်ဆုံးတော့ဗျာတို့ပြောမယ်ဆိုလို့ရှိရင်အဲ့ဒီယုံငိမ်တို့တော်ကြာသွားရတယ်ဗျတရားမှမှုဆိုတော့သွားပြီးတော့အဖိုးနိုင်သွားတယ်ဗျအဖိုးကနိုင်တဲ့အချိန်မှာဟိုဘက်ကတခါထပ်ပြီးတော့ဗာတက်လာလဲဆိုတော့ပတ်စံအလုံးလောက်ဒါတွေ2ယောက်တည်းပဲနော်အဖိုးနဲ့အဖိုးတပည့်နဲ့2ယောက်တည်းကိုပြန်ပြီးပတ်စံချေရမှာကျန်တဲ့တရားဆွဲတဲ့ထဲမပါတဲ့လူကပေးကြမလို့အဲ့ဒါကိုတော့ तू ကပတ်စံတဝက်တစ်ပြက်ပဲပေးတယ်တဝက်တစ်ပြက်ပေးတော့နောက်တစ်ခါထပ်ပြီးတော့ရုံးချင်းကြတော့အကြေးအောင်ပစ္စည်းကိုသိမ်းခွင့်တောင်းတယ်တောင်းတော့တရားရုံးကချပေးတယ်အဲ့ဆက်ထဲရှိတဲ့ဂိုရောင်တွေကိုသိမ်းမှာဆိုတော့အဲ့အချိန်မှာကျွန်တော်ဖို့နော်ကျွန်တော်ဖွားကိုယ်တိုင်ပြီးတော့သူ့အမျိုးတွေခုနကျွန်တော်ဘာကြီးအဲ့ဇွာအထိုက်လူတွေကဝိုင်းတောင်းပါတယ်ဟာကိုလည်းနိုင်နေပြီပဲတဝက်တစ်ပြက်လည်းပတ်စံရနေပြီပဲဂိုရောင်တော့သွားမဖြတ်ပါနဲ့ဟာပြောစရာကြီးဖြစ်လိမ့်မယ်အမျိုးချင်းချင်းကိုစက်ထဲရှိတဲ့ဂိုရောင်ဟာမဟုတ်ဘူးအမှန်တရားကိုပြရမယ်ဟာငါ့ကိုတက်ဒီအမှန်တရားနဲ့ဝေးအောင်လုပ်တာအောင်ငါသိမခံနိုင်ဘူးအဲ့တော့ဒီအမှန်တရားအတွက်လုံးတင်တာအကုန်ငါလုပ်ရမယ်ဆိုပြီးတော့သူကဂိုရောင်တွေကိုသွားဖြတ်ယူတော့ဟာတမျိုးလုံးကဟာတော်တော်ရင်ဖြစ်တာပဲပေါ့နော်တော်တော်အညိုးကြီးတယ်လို့ထင်ကောင်းထင်မယ်အဲ့အချိန်မှာပွင့်လင်းပြောရင်ကျွန်တော်ဖိုးမှာဗရီကုန်းမှာခြံ2ကွက်ဝယ်ထားတယ်2ကွက်ဝယ်ထားပြီးတော့တစ်ကွက်ကသူ့သားကအိမ်အောင်တဲ့သူကိုအိမ်တစ်လုံးဆောက်ပြီးတော့အဲ့ဒီအိမ်မှာသူ့သားနေပြီနောက်ကအကွက်ကအမှန်တိုင်းပြောရင်ကျွန်တော်အတွက်ကျွန်တော်ပြန်တင်မယ်ဆိုရင်အကွက်တစ်ကွက်ဝယ်ပေးထားတယ်ဒါပေမဲ့ကျွန်တော်ကစောစီအိမ်အောင်ကြိုက်အိမ်တွေပဲမဆောက်ဖြစ်ဘူးမဆောက်ဖြစ်တော့အဲ့ဒီအကွက်ထဲမှာအဲ့ဂိုရောင်ကပစ္စည်းတွေသွားပုတ်တော့တိတ်ထားတယ်သူ့တယ်လည်းဘာမှတော့မကြောက်ကြမကြအမှန်တရားကဒါပဲကွာဆိုတော့လူသိအောင်ငါလုပ်ပြရမယ်ပြောချင်တာအဲ့လောက်အမှန်ကိုချစ်တဲ့လူထ
ထိုက်တဲ့လူစိတ်ကြီးတဲ့လူတယောက်ကိုနော်သူနဲ့လက်ပွန်တည်းဒဇိန်တယောက်ကကျွန်တော်ဖေကတင်းကြီးခံနိုင်မှာမဟုတ်ဘူးကျွန်တော်သဘောပေါက်ဘာဖြစ်လို့လဲဆိုတော့ तू ကလည်းသူ့မှာလဲပိုင်းနေအများကြီးသူ့သူအိမ်ပြန်မှာပေါ့အိမ်ပြန်ပြီးတော့ပြန်ခေါ်တယ်မလိုက်ဘူးဒါအဖိုးနဲ့ပတ်သက်တာနော်အဲ့ဒါကြောင့်ကွဲတယ်ပေါ့ဗျာထားလိုက်ပါတော့အခုပြောမဲ့ဝိထုကတော့ဗာလဲဆိုတော့ကျွန်တော်ပြောချင်တာကျွန်တော်မှာရှိတဲ့စိတ်ကအဖေမရှိလို့တခုလိုနေရဆိုစိတ်ကျွန်တော်မှမရှိဘူးအဲ့ဒါလေအဖိုးရိုက်သွင်းပေးထားတာပဲဖြစ်မယ်ဘာလေးဟိုငယ်တဲ့ဗျာကိုလိုချင်တာအကုန်လဲရတယ်ကိုဖြစ်စံအကုန်လဲဖြစ်တဲ့သဘောပေါ့နော်ကိုတော်လဲရောက်ကတော့အဲ့ဒီအချိန်မှာအဖေမရှိလို့ညှိုးငယ်တယ်အဖေမရှိလို့ဟိုနွမ်းပါတယ်အဲ့ဒီစိတ်မျိုးမရှိလာဘူးမရှိလာတော့တော်တော်ဝေးတယ်ပေါ့ဗျာထပ်ပြီးတော့ဝင်ခံရလို့ရှိရင်ကျွန်တော်ဘွဲရပြီးတဲ့အချိန်မှာကျွန်တော်ဖေကိုသွားတွေ့ခင်ရတယ်သွားကြောခွင့်ရတယ်အဲ့ဒါဘယ်ချိန်လဲဆိုတော့ကျွန်တော်ဘွဲရပြီးတော့တော်တော်ကြာမှကျွန်တော်မေဆုံးပြီးတော့မှသွားအဲ့သွားတဲ့အချိန်ကနေအခုထိကျွန်တော်ဖေကလည်းကျွန်တော်သားလို့တခုမှမခေါ်နိုင်တယ်လို့ကျွန်တော်ကလည်းအဖေလို့မခေါ်ဖြစ်ပါဘူးအဲ့ဒါဒီနေ့ဒီသက်ဒီပဲအထိကျွန်တော်မှာအဲ့ဒီဝေါ်ဟာရတလုံးကျွန်တော်နှုတ်ကမထွက်ဘူးပါဒါပေမဲ့ခက်တာနော်ကျွန်တော်ဖို့ဆုံးမရင်ကျွန်တော်ကလည်းအထူးဆန်းနေကြတယ်သူကဆုံးမရင်ရှင်းရှင်းလေးပဲဘာပြောလဲဆိုမင်းတော်ဆုံးဖြစ်အောင်လုပ်မင်းညံ့ရင်အဖေမရှိတော့အဲ့ဒါအဲ့ကျွန်တော်တခုဆိုလို့ရှိရင်ငါတော်မှဖြစ်မှာငါရှေ့ရောက်နေမှဖြစ်မှာနောက်မှဆိုရင်ငါ့ကိုပြောမှာမိုးဆုံးမသားတခုလက်သားမို့လို့ဘိုးကရိုက်ထဲတာအဲ့လိုသူများတွေကအမေနဲ့အဖေ2ယောက်ရှိတယ်မင်းက1ယောက်ထဲပဲအဲ့တော့မင်း2ဆကြိုးစားရမယ်လေကွာဒါမျိုးအဲ့တော့ကျွန်တော်မှာသူ့ဘက်ကလည်းလိုသေးမရှိပန်းဖို့ပြီးတော့ဘာမှလိုတယ်ဆိုမရှိဘူးဗျအဲ့တော့မှတ်ရဒီဥစ္စာကိုရေးတဲ့အချိန်မှာဒီဝိတုလိုလေးဖြစ်လာတာကျွန်တော်ကကြောခွင့်ရတဲ့ချိန်ကျွန်တော်မိလည်းဆုံးပြီကျွန်တော်မိဆုံးသွားပြီးတော့မှကျွန်တော်တော့ကြောခွင့်ရတယ်အဲ့ကြောခွင့်ရတဲ့အချိန်မှာတနေ့ကျွန်တော်ဒီတကြံတွင်တော့ရွာမှာပြန်နေမယ်ဆိုပြီးတော့တကြံချင်းကြီးရွာပြန်သွားတယ်ဗျတကြံမကြခင်ပေါ့နော်မကြခင်အကြိုနေမရောက်ခင်ကျွန်တော်ရောက်တယ်ရောက်တော့ဟိုရောက်တော့ကျွန်တော်ကဘာပြောမလဲဆိုတော့ဒူလာသွေးဝင်းတစ်ခါတလေဖြစ်တယ်ဗျတစ်ခါတလေဖြစ်တယ်အဲ့ဒီရောက်တဲ့နေ့မှာကျွန်တော်ဒူလာသွေးဝင်းဖြစ်တော့ခါတိုင်းဆိုရင်ရောက်ပြီးတော့တရက်2ရက်ဆိုရင်ကျွန်တော်ဖေကျွန်တော်တော့ကြော့ပြီးတော့မှအိမ်ပြန်လာတယ်ပေါ့နော်အဲ့ဒီနေ့ကတစ်ပတ်လောက်ကြာသွားတော့ကျွန်တော်မကြော့ဖြစ်ဘူးဒါပေမဲ့ရွာလေးကနီးနီးလေးဆိုတော့ကျွန်တော်ရောက်နေပြီဆိုတော့တိကျွန်တော်ဖေကြားတွေကသတင်းပေးမှာပေါ့အဲ့ကျင်ဘာလို့မလာရလဲဆိုတော့အဲ့လိုပဲဒူလာသွေးဝင်းဖြစ်နေတယ်လို့ဆိုတော့သတင်းလည်းသူစီရောက်လိမ့်မယ်ကျွန်တော်အဲ့သွားလို့ရှိရင်ဗျာဒီဒူလာသွေးဝင်းကအားနေတော့မသွားပြဘူးပေါ့ညနေဆိုရင်ကျွန်တော်က9နာရီလောက်ဆိုရင်ရေချိုးတယ်ဗျရေချိုးတော့ကျွန်တော်အိမ်မှာရှိတဲ့တူလေးကကျွန်တော်အိမ်ခေါင်းရင်းကကြောက်စီရဲကိုရေငင်ပြီးထည့်ပေးထားတယ်အဲ့ကြောက်စီထဲမှာကျွန်တော်ရေချိုးအဲ့9နာရီ6နာရီပတ်ဝန်းကျင်အဲ့မှာနေဝင်ရေရောပေါ့နော်ကျွန်တော်တို့ခြံကတေကာနီဘာလောက်ရှိတယ်အဲ့တေကာနီဘာလောက်ရှိတဲ့ခြံမှာအိမ်အားရှိနေနေရောက်တယ်နောက်ပိုင်းမှာငါပြောတော့တစ်ပင်နေစိုက်ထားတယ်စိုက်ထားတော့ကျွန်တော်ရေချိုးနေတဲ့အချိန်မှာငါပြောတော့တဲ့ကနေပြီးလူတယောက်ဖြတ်လာတာကိုကျွန်တော်လှမ်းမြင်အဲ့လူရဲ့လက်ထဲမှာတစ်ဖက်ကဒုတ်ကင်ထားတယ်ဗျတောင်ပွေးပေါ့နော်နောက်တစ်ဖက်ကပစ္စည်းတစ်ခုကင်ထားတယ်ဗျဂျိုင်းဗျဖြည်းနီးလာတဲ့အချိန်မှာလှမ်းပြီးသေချာမြင်လိုက်ရတဲ့အချိန်မှာကျွန်တော်ဖြစ်အဲ့ဒီခြံလေးကိုသူမရောက်တာနှစ်ပေါင်းများစွာကြာနေတဲ့ခြံလေးကိုသူပထမဆုံးစပြီးခြေချကျွန်တော်လာရောက်တော့အဲ့ဒီစကားကိုပဲသူကထပ်ပြောတယ်ငါကွာတဲ့နောက်ဖေးပေါက်ကနေဝင်ဖို့ခြံလိုက်ရှာနေရတာတော်တော်ကြာတယ်တဲ့မမှတ်မိဘူးတဲ့ဟုတ်တာဗော
ကျွန်တော်တို့ကရွာလေချောင်းထဲကနေလာပြီးတော့ဒါအိမ်နေမှတ်မိနေတာနောက်ဖေးဘောက်ကဆိုလာနေကြမဟုတ်နှစ်ပေါင်းများစွာဝေးနေတဲ့ခြံထဲကိုလာဖို့သူ့တဲ့ခက်ခဲရှိလိမ့်မယ်ဘာဖြစ်လို့လိုက်လာတာလဲပေါ့ဘာလို့ကလေးတွေကလိုက်မသူကသားသမီးတွေ6ယောက်ရှိတယ်သားသမီးတွေဘာလို့လိုက်မပို့တာဘလို့မှမသိဘူးတဲ့ငါထွက်လာတာဟိုတဲ့သူတို့သိရင်တော့သူတို့ဆိုင်ကယ်နဲ့လိုက်ဖို့မှာပေါ့တဲ့ဘာဖြစ်လို့အဲ့လိုထွက်လာလဲဆိုတော့မသိဘူးလို့ကွာတဲ့မင်းနေမကောင်းဘူးကြားလို့တဲ့ဒါကောင်းချင်းဆန်လေးတဲ့ငရှင်းနဲ့ကောင်းချင်းနဲ့ရောချက်ပြီးစားလိုက်လို့ရှိရင်မဒူလာသွေးဝမ်းပျောက်တယ်ကွာတဲ့အဲ့ဒါငရှင်းလည်းငါချက်လာတယ်ကောင်းချင်းဆန်လည်းပါတယ်ဆိုပြီးတော့အဲ့ဒါလေးနဲ့အဲ့ဒါနဲ့ကျွန်တော်ရေးမြန်မြန်တုတ်ပြီးတော့ကျွန်တော်ဒီဝိထုထဲမှာတော့ထည့်လိုက်ရုပ်ရှင်ထဲမှာဗီဒီယိုထဲမှာဆိုရင်ဒါကျွန်တော်ကလည်းပဲရေခွက်ကြီးကိုပြစ်ချပြီးအဖေးဆိုပြစ်သူကလည်းသားဆိုနှစ်ယောက်ပြစ်ဖက်အဲ့လိုတော့မဟုတ်ဘူးဗျာအဲ့လိုမဟုတ်ဖြည်းဖြည်းစစ်ပဲစကားပြောပြီးတော့ကျွန်တော်အဝတ်တွေပဲလဲပြီးတော့အိမ်ပေါ်မှာအခန့်လိုက်တယ်အဲ့ဒီအကြောင်းပါပဲကျွန်တော်ရေးတာဘာဖြစ်လို့လဲဆိုတော့နောက်တူရီဗျာအဲ့လိုဒီထဲမှာအဲ့ဒါလေးတွေနည်းနည်းပါးပါးပါတယ်ဗျာအဲ့ဒါဘာလဲဆိုတော့ကျွန်တော်အလှတစ်ခုကိုသွားတယ်ဗျာအလှတစ်ခုကိုသွားအဲ့ဒီအလှကအဲ့ဒါကျွန်တော်တော်သူ့ကိုသွားပြီးတော့ကျွန်တော်ဖေကိုမဂဒေါဘစ်ခင်ပေါ့နော်ဟိုအတွေ့အကြုံဟိုအတွေ့အထိနည်းနေတဲ့အချိန်အဲ့ဒီအချိန်မျိုးမှာနော်လူတယောက်ကျွန်တော်ကိုတေချာကြည့်တယ်ကျွန်တော်တကယ်ချင်းကိုလက်ကုပ်ပြီးပြောအဲ့ဒီလူကြီးကငါ့ကိုခဏကြည့်နေအဲ့ဒါဘယ်လိုလဲဆိုမင်းဖေလေကွာဆိုအဲ့ဒါမျိုးပေါ့နော်အဲ့ဒါမျိုးတော်တော်အံ့ဩစရာကောင်းတယ်နောက်တစ်ခုရှိသေးတယ်ဗျပြောရမယ်ကျွန်တော်10တန်းအောင်ပြီးတဲ့အချိန်မှာဘုန်းကြီးကျောင်းကကျွန်တော်တို့ကျွန်တော်ဖိုးကိုးကွယ်တဲ့ဆရာတော်အဲ့ကျောင်းမှာကျွန်တော်အနေများတယ်အဲ့ကျောင်းအိမ်နဲ့ကျောင်းနဲ့ကလည်းနီးလေးရဗျတောင်မတန်းနဲ့မြောက်ဘက်တန်းကျွန်တော်တော့တနေ့ကျတော့ဥပုသ်ဆောင်ရင်အဲ့လူတယောက်ကကျွန်တော်ခေါ်ပြီးမင်း10တန်းအောင်ပြီးဆိုဟုတ်လားတဲ့ဆိုကျွန်တော်သူ့မသိဘူးဗျဘယ်လိုမှဟုတ်တယ်ကျွန်တော်အောင်တယ်ပေါ့ဘာညာပြောပြီးတော့မှအဲ့ဒါဆိုလို့ရှိရင်တဲ့မင်းတက်ကလို့ဇရိတ်ကိုအထောက်ချင်တယ်အဲ့ကြောင့်ကျွန်တော်မှန်ကျွန်တော်10တန်းအောင်နေပြီပဲခေါင်းနဲ့ပွင့်သွားတယ်ဟာဒါငါအဖေပဲပေါ့တောင်းမကြည့်တဲ့သူပဲကလာပြောတယ်ဟာကျွန်တော်လက်မခံရဘူးကျွန်တော်အဖိုးကိုပြောကြည့်မယ်အဖိုးကโอเคဆိုလို့ရှိရင်ကျွန်တော်အကြောင်းပြမယ်ခတ်တို့ပြောရင်အဖိုးကိုသွားပြောတော့ဟာမင်းလုံးဝလက်မခံဘူးဒီကိစ္စမင်းပညာတတ်တယောက်ဖြစ်စေရမယ်လို့ဆုံးဖြတ်တာငါမှတာဝန်ရှိတယ်ငါအကုန်တာဝန်ခံမယ်အဲ့လိုပဲဗျာဒါချဖြတ်ပြီးတော့ပြောတာနော်အဲ့တော့ကျွန်တော်ကဒီဝတ္ထုလေးကိုနောက်ဆုံးမှဒီလိုပိတ်ပါတယ်ဒီဝတ္ထုတွေတော့မပါဘူးပေါ့ဗျာအခု85နှစ်ပြည့်တဲ့အချိန်မှာကျွန်တော်နဲ့ပတ်သက်တဲ့ကျွန်တော်ဆရာမများကျွန်တော်ပေါင်းတင်များစာအုပ်တော့ထုတ်ပါတယ်နော်သူတို့ရေးပေးကြတာလေအများကြီးပါပဲအဲ့ဒီချိန်မှာကျွန်တော်တပည့်လေးတယောက်သူကစာအုပ်ထဲဖို့မမီလိုက်ဘဲနဲ့ online မှာကျွန်တော်တို့ဒုတိယအကြိမ်ပြန်ရရင်တော့စမ်းငယ်သွေးစမ်းငယ်သွေးဆိုရဲဆရာစမ်းငယ်သွေးပေါ့နော်ဒါကျွန်တော်ဆွေနီးမျိုးဆက်လဲတော်ပါတယ်တော့ကျွန်တော်တို့ရွာနဲ့ကဲ့ရဲ့ရွာကသူကဆရာဝင်းကြီးတို့ရွှေမှာလည်းပဲဆုရဘူးပါတယ်မိုးအင်းရမှာလည်းဆုရဘူးပါတယ်အဲ့သူရေးထားတာလေးနော်ဒါလေးကျွန်တော်ဖြည့်ဆွဲပြီးတော့အဖိုးနဲ့ပတ်သက်ပြီးတော့ပြောပါအဲ့ဒါဘာလဲဆိုတော့သူပြောမှကျွန်တော်ပြန်သတိရတယ်အဲ့ဒါတကယ်ကျွန်တော်ရှစ်တန်းတို့ဘာလို့ဆိုလို့ရှိရင်ကျွန်တော်တို့ရွာလဲကြုံစောင့်အဲ့ဒါခုနတာလန်းနေပါတယ်လည်းတေချာမပြီးသေးဘူးဆိုတော့လဲကြုံတွေ့ရင်ကျွန်တော်တို့ကအင်မတန်အားရဝန်တာတက်စီလဲသမားတွေကလည်းအကုန်လုံးတင်တာပဲအဲ့တော့တနေ့ကျတော့ကျွန်တော်ကဟိုနေဝက်ကြောင်းဆင်းပြီးပြန်လာပြီးတော့ရွေပူကြီးမှာကျွန်တော်ကအဲ့လဲဆရာလာတယ်လဲဆရာလာတော့တက်ပြီးတော့ဘာမှကိုပြောကြမလို့နောက်ကနေတက်ပြီးတော့ဘယ်သွားမှဆိုလို့ရှိရင်ဟိုကိုယ်နဲ့ကြုံတဲ့လမ်းဆိုလို့ရှိရင်လိုက်ပြီးတက်စီကွာစီစကားလုံးဝမပြောဘူးသူကလည်းမပြောဘူးကျွန်တော်လည်းမပြောဘူးအဲ့ကျွန်တော်တို့ရွာထိပ်ကိုဖြတ်ပြီးတော့ရွာထိပ်ဆိုရွာရဲ့အနောက်ပိုင်းပေါ့နော်ဖြတ်ပြီးတော့မှသူကမောင်းတာလဲမောင်းတော့ရွာထိပ်ရောက်တော့ကျွန်တော်ဒီရွာမှာဆင်းမယ်လက်ခဏရပ်ပေးပါပြောလိုက်တော့မှသူကကျွန်တော်မေးတယ်မင်းဘလို့သားလဲပြီးတော့ကျွန်တော်ဥမောင်မြေးပြဆိုပြီးလဲပေါ်နေကျွန်တော်ခုံချပြီးတော့ရွာထဲပြန်လာဥမောင်မြေးဆိုရင် तू ကသူ့သားဆို तू သိတယ်အဲ့ဒါကျွန်တော်ဖေ
ကျွန်တော်ကမသိဘူးအဲ့အိမ်ရောက်တော့မှကျွန်တော်အဲ့လိုပဲမေးတယ်ဗျာဆိုလူတွေကနောက်တော့မှအဲ့ဒါကျွန်တော်အဖေဆိုသိတာအဲ့ဒါလေးကိုစမ်းငယ်သွေးကပြန်ရေးထားတယ်ပြောချင်တာကကျွန်တော်နဲ့ကျွန်တော်အဖေဟာအင်မတန်ဝေးပါတယ်လုံးဝ close မဖြစ်ပါဘူးဒါပေမဲ့ရေတော့မြင်မရှိရင်ပန်းပွင့်မှာမဟုတ်ပါဘူးရေမြေတောတောင်မကောင်းရင်ရေဝေတောတောင်နေမရှိရင်မြေတစင်းဖြစ်ဖို့လဲခက်ပါတယ်လို့ကျွန်တော်ဒီဝတ္ထုတော်လေးကိုညီကုန်းချုပ်ထားပါတယ်ကျေးဇူးတင်ပါ